ဆိုတော့ကျွန်တော်တို့ဒီ logo intro animation ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့တွေက file တစ်ခုရှိဖို့လိုတယ်အဲ့ဒီ file ကတော့ဒီ After Effects file ပေါ့နော်ဒီ file ကိုတော့ကျွန်တော်တို့ Envato ဒါမှမဟုတ်ရင်ဒီတခြားသော website တွေမှာသွားပြီးတော့ရှာလို့ရတယ် browser တို့နဲ့ဒီ template file လို့လည်းခေါ်လို့ရတယ်ပေါ့နော်ဒီ template file ဒါကတော့ကျွန်တော်ဒီမှာရှိတဲ့ file လေးပေါ့နော်ဒီလို file လေးတွေလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာလာဝယ်လို့ရတယ်ကျွန်တော်ဒီမှာရှိတဲ့ file လေးတွေကျွန်တော်ရောင်းပေးလို့ရတယ်ပေါ့နော်ဆိုတော့ဝယ်လို့ရတဲ့ website ကတော့ဒီ Envato ဆိုတဲ့ website မှာသွားဝယ်လို့ရပါတယ် Google မှာ ENVATO လို့ရိုက်ရှာလိုက်မယ်ဆိုရင်တော့ website လေးကြာလာပြီးတော့အဲ့ဒီမှာ template တွေအများကြီးရှိပါတယ်ဆိုတော့ဒီ intro animation ကိုကျွန်တော်တို့ဘယ်လိုသုံးရမလဲဆိုတော့ပြပြပေးမှာဖြစ်ပါတယ် okay ဆိုတော့file လေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးသွားပြီဆိုရင် After Effects တွေကိုသူကရောက်နေတော့ဝင်နေလိမ့်မယ်ပေါ့နော်ဝင်နေလိမ့်မယ် okay ဒါကတော့သူပေးထားတဲ့ပုံစံအတိုင်းပေါ်နေတာပေါ့နော်ဆိုတော့ကျွန်တော်တို့တွေကဒီနေရာမှာဒီလိုမျိုး file တွေပုံစံအများကြီးပေါ်နေတယ်ဆိုရင်ကြောင်တော့မကြောင်သွားနဲ့ပေါ့နော်ပထမဆုံးနေကျွန်တော် full လေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာ logic ကိုယ့်ရဲ့ main screen မှာသူပုံပြတဲ့နေရာမှာသူပြ resolution နေနဲ့သူပြတာပေါ့နော်ကျွန်တော်တို့တွေကedit ကဒါငယ်စမှုဖြစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ quarter ဆိုတဲ့ကောင်လေးကိုねကျွန်တော်ရွေးထားလိုက်မယ်ဒါဆိုရင်တော့ပုံတွေပါတွေတစ်ခုနဲ့တစ်ခုကျွန်တော်တို့ထောက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာမြန်တယ်ပေါ့နော်တခြား full လို့ပါလို့လုပ်ထားမယ်ဆိုလို့ရှိရင်တော်တော်နဲ့မပေါ်လာဘူးပေါ့နော် okay ဆိုတော့ပထမဆုံးအနေနဲ့ဒီကျွန်တော်တို့က logo ချိန်မှာပေါ့နော်သူ့ထဲမှာပါတဲ့ logo ကိုကျွန်တော်တို့လိုချင်တဲ့ logo ထည့်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ logo com ဆိုတဲ့ကောင်လေးတွေကိုဝင်လိုက်မယ်ပြီးရင်ဒီနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ file manager တဲ့ကိုဝင်ပြီးတော့ကျွန်တော်တို့ကိုထည့်ချင်တဲ့ logo design တစ်ခုကိုယူထည့်လိုက်မယ်ပေါ့နော်โอเคအဲ့ဒါကိုဒီအောက်မှာပဲဖြစ်ဖြစ်ဒီအပေါ် file မှာပဲဖြစ်ကြိုက်တယ်လို့မျိုးထည့်လို့ရတယ်အပေါ် file မှာထည့်လို့ရှိရင်တော့ကျွန်တော် file စီးတဲ့အခါကျရင်ပို့ပြီးတော့အဆင်ပြေတာပေါ့နော်သူ့နေရာနဲ့သူတည်တက်ထားတာပေါ့နော်ဒါနဲ့ကျွန်တော် sample ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာပဲကျွန်တော်ထားပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီ craft logo ကိုကျွန်တော်ဒီအောက်က logo com ဆိုတဲ့ဒီအောက်မှာကျွန်တော်ထားလိုက်မယ်ဒါဆိုရင် logo ကတော့ပုံမှန်ထက်တော့အရွယ်အစားကြီးနေတယ်ဆိုတော့အဲ့ဒီခါကျရင်ကျွန်တော်တွေက s ဆိုတဲ့keyboard က s ဆိုတဲ့အကောင်လေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့က scale ချိန်လို့ရတယ်ပေါ့နော်အဲ့ခါကျရင်ကျွန်တော်တို့ကclick ကိုဖိပြီးတော့ဘယ်ညာဆွဲလိုက်မယ်ဆိုရင်ကြီးသေးဖြစ်တယ်ကျွန်တော်တို့ဘယ်ဘက်ကိုဆွဲလိုက်မယ်သူနဲ့အနေတော်လေးဖြစ်အောင်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကအပေါ်နည်းနည်းလေးဆွဲတင်လိုက်မယ်ဒီလိုမျိုးတညီတည်းဖြစ်အောင်ပေါ့နော်ပြီးရင်သူ့ရဲ့မူရင်းပါတဲ့ logo လေးရဲ့မျက်စိတွေကိုကျွန်တော်တို့မိတ်ထားလိုက်မယ်ဒါဆိုရင်ဒီလိုမျိုးလေးဖြစ်သွားပြီဒီလိုမျိုးဖြစ်သွားတဲ့ခါကျရင်ကျွန်တော်တို့နောက်ထပ်ဘာလုပ်စရာလို့လဲဆိုတော့ဒီ test ပေါ့နော် persona တော့ဒီထည့်ထားတဲ့ဒီ test ကကျွန်တော်တို့အသုံးမလို့ဘူးအဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဖြတ်မကြီးမိတ်ထားပလိုက်မယ်ပေါ့နော်ပြီးရင် custom color ဆိုတဲ့ဟာရှိတယ်ဒါကတော့ကိုထဲမှာထည့်ထားတဲ့ဒီ logo design ရဲ့ color အတိုင်းကိုကျွန်တော်တို့သုံးချင်နေဆိုရင်ဒီကောင်လေးကိုမျက်စိဖွင့်ထားလိုက်ဒါမှမဟုတ်မသုံးချင်ဘူးဆိုလို့ရှိရင်ဒီကောင်လေးကိုမျက်စိမိတ်ထားလိုက်ပါတော့โอเคကျွန်တော်ကသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့မျက်စိဖွင့်ထားလိုက်မယ်ပြီးရင် final comp လေးကိုနှိပ်လိုက်ပြီဆိုတာနဲ့ဒါကျွန်တော်တို့ထည့်ထားတဲ့ဒီ logo design လေးရပြီပဲဖြစ်ပါတယ်ဒီနေရာမှာ color adjustment လေးအနည်းငယ်လုပ်ရမှာမယ်ဆိုတော့setting ကိုရင်သွားမယ် setting ဆိုတာကတော့ဒီ background နဲ့ပတ်သက်တဲ့အရာတွေအကုန်လုံးကိုသူက adjustment လုပ်ပေးမယ့်နေရာပေါ့နော်ပြီးရင်အပေါ်မှာရှိတဲ့ effect control setting ဆိုတဲ့ကောင်လေးကိုထည့်နေလိုက်မယ်လောတဲ့ background ကအဝါရောင်လို့ရွှေရောင်လို့ဖြစ်နေတာဒီအဲ့ဒါကြောင့်မို့ဒီမှာလည်းအဝါရောင်လို့ရွှေရောင်လို့ဖြစ်နေတာပေါ့နော်ဟိုအဲ့ကောင်လေးကိုထည့်နေလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီညမှာဘာရောင်သုံးပါလဲအစိမ်းရောင်သုံးပါလားတစ်ချက်ကြည့်လိုက်ပေါ့နော်ကိုယ့်ရဲ့ logo design နဲ့ဘယ်အရောင်နဲ့လိုက်မလဲအဖြူရောင်လားအမဲရောင်လားကျွန်တော်ကတော့အစိမ်းရောင်လေးသုံးခြင်းတယ်ဆိုတော့အစိမ်းရောင်ရလို့တော့မဟုတ်ဘူးပေါ့ဗျာလို့ဒီအရောင်နဲ့နည်းနည်းစင်တဲ့ဟာလေးကျွန်တော်သုံးခြင်းတယ်ပြီးရင် okay လေးကိုနှိပ်လိုက်မယ်ပြီးဒီနေရာမှာအနောက်က color background ရောအရန်ကြီးထိုးထွက်နေတာဖြစ်လို့ကြောင့်ကျွန်တော် color ကိုနည်းနည်းလေးကျွန်တော် short လိုက်မယ်ဒါကိုလိုချင်သလို short လိုက်လို့ရတာပေါ့ကျွန်တော်50လောက်ပဲပြန်ထားလိုက်မယ်ပေါ့နော် okay ဒါဆိုရင်တော့ရပြီဆိုတော့ဒီပုံစံတိုင်းလေးရပြီပြီးရင်ကျွန်တော်တို့ဒီ logo color ကကြတော့ကျွန်တော်တို့ custom color ထဲမှာကြတော့ကျွန်တော်တို့တွေကမူရင်း logo အရောင်ပဲသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲမှာတော့ကျွန်တော်တို့ဘာမှ adjustment လုပ်စရာတော့မလိုတော့ဘူးပေါ့နော် okay ဒီလိုမျိုးရပြီဆိုလို့ရှိရင် project ထဲကိုပဲပြန်သွားမယ်ပြီးရင်ဒီဟာတွေအကုန်လုံးကိုကျွန်တော်တို့က final comp ထဲကနေ final comp ထဲမှာပဲကျွန်တော်တို့က selection မှတ်ထားပါတော့ပြီးရင်ကျွန်တော်တို့တွေက file ထဲကိုသွားမယ်ပြီးရင် export ဆိုတဲ့ကောင်လေးတစ်ချက်နေမယ်တော့ဘာလို့မရသေးရလဲဆိုတော့ကျွန်တော်တို့တွေကဒီမှာခဏလေးစောင့်ပြီးနော် okay တော့ခဏလေးစောင့်ပြီးမယ် edit ထဲကိုသွားမယ်ပြီးရင်ဒီမှာရပြီဆိုတော့လည်းloading ဖြစ်နေလို့ပေါ့နော် okay ဒီလိုမျိုးရပြီဆိုရင်ဒီ final code ထဲကိုသွားမယ်ပြီးရင် file ကိုသွားမယ်ပြီးရင်ဒီမှာ export ဆိုတဲ့ကောင်လေးနှိပ်မယ်ဒီနေရာမှာ brother တို့နေနေရဒီ media encoder ဆိုတဲ့ကောင်လေးထည့်ထားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတယ်သူကဒီ After Effects video တွေ Premiere Pro တွေကိုကျွန်တော်တို့တွေကဒီ export အပြင်ထုတ်တဲ့အခါကြာလို့ရှိရင်သူကပို့ပြီးတော့မြန်ပြီးတော့quality ပို့ပြီးတော့မြန်စေတယ်ပေါ့နော်ကျွန်တော်တို့ကဒီ After Effects မှာပါတဲ့ဟာနေပဲကျွန်တော်ထုတ်လို့လည်းရတယ်ပေါ့နော်သူ့ထဲမှာသူ့ထဲရတဲ့အဲ့ဒီ media encoder နဲ့
ထုတ်မယ်ဆိုလို့ရှိရင်တော့သူ file တီးနဲ့တစ်ခုထောင်တာစောက်ထားပေးတယ်ပြီးရင်ထုတ်ရတာလည်းညံနေပေါ့နော်ဒါတော့ကျွန်တော်ကတော့အဲ့ဒါမသုံးဘူးပေါ့နော်ဆိုတော့တက်ကောင်လေးဒီအောက်ကဟောင်းလေးပဲကျွန်တော်တို့ကလုပ်လိုက်မယ်ဒါဆိုရင်ဒါထုတ်တော့မှာပေါ့နော် file နဲ့ com နဲ့ကျွန်တော်ထုတ်တော့မယ်ဆိုတော့setting တွေကိုတော့ဒါကတော့သူ့မူရင်းပါတဲ့ setting တိုင်းပဲသုံးတာအကောင်းဆုံးပါပဲဆိုတော့ရှားတော့ review မလုပ်ပြတော့ပါဘူးဆိုတော့ပြီးကျွန်တော်တို့ဒီ render ဆိုတဲ့ကောင်လေးကိုချက်သွားနှိပ်လိုက်မယ်ပေါ့နော် okay ကျွန်တော်တို့logo intro animation ကတစ်ခုနဲ့တစ်ခုကအရင်ကြာပါတယ်ဒီလို 3D ဆိုလို့ရှိရင်ပို့ဆိုးပါတယ်ကျွန်တော်တို့ပုံမှန်အဖြစ်1နာရီ2နာရီအဲ့လောက်ဝန်းကျင်က run ရပါတယ်ပေါ့နော်ဒါတော့ကိုယ့်ရဲ့ set ပေါ်မှာတော့မူတည်တာပေါ့ brother တို့အနေနဲ့ဒီ map port တို့တခြားသောဒီ CPU GPU မြင့်တဲ့ဟာ RTX 60 CD တို့80 CD တို့ဆိုလို့ရှိရင်တော့rendering လောက်ရတာပုံမြန်တယ်ပေါ့နော်ကျွန်တော်က50 CD တွေကဆိုတော့ rendering လောက်ရတာတော့နေတယ်ပြီး RAM နဲ့လည်းဆိုင်သေးတယ်ပေါ့နော် RAM ကအနည်းဆုံး16လောက်ထားမှအဆင်ပြေမှာ32ဆိုရင်တော့ပေါ့တော့နည်းနည်းသုံးလို့ရတာပေါ့နော် graphic card နဲ့ဒီဘယ်လိုပြောရမလဲ story ရဲ့ RAM ရဲ့အတိုင်းနဲ့လည်းဆိုင်တာပေါ့နော် After Effects သုံးမယ်ဆိုရင်ဒါ template ပဲเนาะကိုတိုင်းက RAM မယ်ဆိုလို့ရှိရင်တော့ပိုတောင်ဆိုးတာပေါ့နော်ဆိုတော့ပြန်အားဖြင့်ဒီဗီဒီယိုရဲ့ကြာချိန်ကဘယ်လောက်ရှိမလဲဆိုတော့ဒီလို render လုပ်တာဘယ်လောက်ကြာမလဲဆိုတော့ဒီမှာ42မိနစ်ပေါ့နော်42မိနစ်နိုင်ဝက်ကြော်တော့ကြာမယ်ဆိုတော့ဒီကောင်ရဲ့ rendering reset ကိုတော့ကျွန်တော်နောက်ဆုံးမှထည့်ရထားပါမယ်ဆိုတော့ဒါပါပဲအားလုံးပဲ like လုပ်ကြည့်ရင်တော့အဆင်ပြေပါလိမ့်မယ်ကျွန်တော်တို့ဒီ file လေးတွေလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စီမှာလာပြီးတော့ဝယ်လို့ရပါတယ်โอเคနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဒီနေ့တော့ကတော့ဒီလောက်ပါပဲ